မင်္ဂလာပါခင်ဗျာဒီနေ့ရုပ်ပြပေးမဲ့ဝိထုတို့ကတော့ထင်တိုင်းအောင်ရဲ့စနိုက်မဆိုတဲ့ဝိထုတို့လေးဖြစ်ပါတယ်အားလုံးပဲနားတော်ရဆင်ပေးကြပါခင်ဗျာ1တကယ်တော့စနိုက်မတွေမှာအပြစ်ရှိရလားခြံခုံနွားတွေမှာအပြစ်ရှိရလားဆိုတာကိုလူတွေကကွဲကွဲပြားပြားမသိကြဘူးကောင်လေးကသူ့ရည်စားနဲ့မပြတ်ခင်အခြားတစ်ယောက်နဲ့ဖောက်ပြန်နေပြီဆိုကြတဲ့ကမဟုတ်တာလေဘယ်အမျိုးကောင်းသားကရည်စားရှိရတဲ့နဲ့အခြားတစ်ယောက်လာနေတာကိုဘလို့လို့လက်ခံမလဲကြားဆိုတဲ့အမျိုးကတာယာတာတော့ရှီကောင်းရှိမှာပေါ့ဒါပေမဲ့အချိန်တရင်ခြိတိုင်းကိုပြန်လာရမှာပဲလေစနိုက်ကျော်လို့ပါသွားတယ်ဆိုတာမျိုးကဟုတ်မှမဟုတ်နေတာအဲ့တော့မိမိရဲ့အတွေးမှာတော့စနိုက်ကျော်မရောခြံခုံနွားရောနှစ်ယောက်စလုံးမှားတာတော့မှားတယ်ဒါပေမဲ့ခြံခုံနဲ့နွားကပုံမှားတယ်ဘာလို့အဲ့လိုပြောနိုင်တာလဲဆိုတော့မိမိရဲ့ကောင်လေးမြတ်တော်ကရဲ့လောက်ရက်ကိုပဲကြည့်မိမိနဲ့သူနဲ့ကြိုက်နေတာ6နှစ်ထဲရောက်နေပြီအသက်19နှစ်ကလေးကကြိုက်လာတာနော်တန်ရုံးစင်ဆိုတာလည်းရှိသလားမမင်းနဲ့တန်ရုံးစင်10ပါးကိုတုတ်တန်နီးနဲ့ပဲခွဲခွဲအဘိဓမ္မာနီးနဲ့ပဲခွဲခွဲထိုဘဝကနေမလွတ်ရအောင်တုံနှောင်ဖွဲ့ချီထားတတ်တဲ့တရားတွေသာကုန်သွားမယ်သူ့ပေါ်ထားတဲ့တန်ရုံးစင်ကမကုန်ဘူးရဲ့လို့ဆိုရမယ်တန်ရုံးစင်ကိုမန်းနဲ့ပယ်လို့လည်းရမယ်မထင်နဲ့မပယ်နိုင်ထုံးကိုမူပြီးအသက်ထက်ချစ်တယ်လို့ကိုညှို့ခံခဲ့ရတာလေဒီတော့မိမိကမယုံရိုးရှိပါမလားအလုတ်ထဲရပဲကောင်မလေးကသူ့ကိုမတရားကြီးຫນွယ်နေတာအဲ့ဒီလိုသတင်းစကားအထီကိုမိမိကစိတ်မလှုပ်ရှားခဲ့ဘူးတော်ကောက်ကိုယုံတယ်လေရှင်နောက်ယူစားထားကြည့်ပါလားဒါမှမဟုတ်အပြိုင်တွဲကြည့်ပါလားလို့တောင်တခါတလေနောက်ခဲ့သေးတာမိမိဟာကိုအထင်ကြီးလွန်းခဲ့တာလည်းဖြစ်မဲ့ထင်တာပါပဲနောက်တော့အပြောများလာတယ်မြတ်တော်ကတယောက်နီလာလင်းရဲ့ကားပေါ်ကိုပါသွားတာကိုတွေ့လိုက်တယ်ဆိုတာမျိုးမြတ်တော်ကနဲ့နီလာလင်းတို့နေ့စဉ်ထမင်းအတူတူစားတယ်မစားရင်နီလာလင်းကစိတ်ကောက်တယ်ဆိုတာမျိုးရုပ်ရှင်အတူတူသွားကြည့်ကြတယ်ဆိုတာမျိုးလဲတန်းတရားအောက်မှာစကိတ်အတူသွားစီကြတယ်ဆိုတာမျိုးသတင်းတွေကနားနဲ့မဆက်အောင်ကြားလာရတဲ့အခါမှာတော့မိမိရဲ့တန်တရားကြီးထွားလာတယ်တန်တရားဝင်တဲ့အခိုက်အတန့်ကနေပါလွန်းခဲ့ပြီးကြားရတဲ့သတင်းတွေများလာတဲ့အခါမှာတော့တန်တရားကအထွတ်အထိပ်ကိုရောက်လာခဲ့ပြီလို့ဆိုရမယ်အဲ့ဒီတော့ရုပ်ရှင်တွေကလိုများသွားပြီးရှင်းဖို့စိတ်ကူးကြည့်ပေမဲ့မဖြစ်ဘူးတစ်ဖက်မိန်းကလေးကိုလည်းဘာမှန်းညာမှန်းမသိပဲရုတ်တရက်ဖျဲတာမျိုးမလုပ်ရှင်ပြန်ဘူးမြတ်တော်ကကိုပဲဒဲမေးလိုက်တော့တယ်ဟုတ်တယ်အခလေးမအတော်လေးကိုစိတ်အနှောက်အယှက်ပေးနေရကြပြီမုတ်တွေလည်းယူလာတယ်မစားရင်စိတ်ဆိုးတယ်အတင်းမစားပဲနေရင်ရှေ့မှာလာပြီးလွှင့်ပစ်ပြတယ်ထမင်းကြိုက်ဆိုရင်လည်းကို့အတွက်တက်ထည့်လာပေးတယ်ထမင်းအတူတူစားဖို့လည်းအမြဲခေါ်တယ်မြတ်တော်ကရဲ့ဝန်ခံမှုတွေဟာမိမိအပေါ်တန်တရားကင်းအောင်လုပ်ပြန်တယ်ဒီလိုအဖြစ်ပြက်မျိုးကိုဘသူကပုံပွင့်လင်းလင်းပြောရဲမှာလဲဒါသူ့ဘက်ကမှန်နေလို့ပေါ့လို့မိမိထင်ခဲ့တယ်အဲ့တော့ရှောင်လို့ရတဲ့နီလန်မရှိတော့ဘူးလားအလုပ်ထွက်ရုံပေါ့ပြီးတော့ခြေရဖျောက်လိုက်မယ်ကိုတို့ခိုးရလိုက်ပြင်မယ်လေအဲ့တော့လို့လားဟောကဲဘာဖြစ်စေချင်တာလဲကို့မှာရည်စားရှိတာ तू မသိလို့လားသိရလေမိပုံကလည်း तू တွေ့ဘူးတာပဲကိုတို့ Facebook မှာတင်ထားတာလဲ तू အသေးပေးနေရပဲလေအဲ့ဒါနဲ့များဒီကလေးမကဘာဖြစ်ချင်နေတာတဲ့လဲအဲ့ဒါကြောင့်ကိုလည်းရှောင်ရခက်နေရတော့ကရဲ့အပြောတွေကတကယ်စိတ်ရှုပ်နေပုံပေါ်တယ်မိမိလည်းဆက်မပြောတော့ဘူးဒီအတိုင်းပဲလွတ်ထားလိုက်တော့တယ်ယုံကြည်မှုကနေယုံတဝက်မယုံတဝက်အဆင့်ကိုပြောင်းလဲသွားခဲ့တယ်ဒါပေမဲ့စိုးရိမ်စိတ်တော့မဖြစ်ပါဘူးကို့အပေါ်သစ္စာမရှိတဲ့သူတယောက်ကိုလမ်းခွဲရမယ်ဆိုရင်ဝမ်းနဲ့ပက်လက်ဖြစ်မဲ့အထဲမှာမိမိမပါတာဒီတော့မြတ်တော်ကကိုတဝင်းတိုးတယ်နီလာလင်းနဲ့မပေါင်းနဲ့အတက်နိုင်ဆုံးရှောင်ဘာညာလဲမပြောဖြစ်တော့ပါဘူးဒါပေမဲ့လည်းနောက်ဆုံးတော့အပြက်နဲ့နှာခေါင်းသွေးထွက်လာခဲ့တော့တယ်တော်ကရဲ့အမူအရာတွေကပုံမှန်မဟုတ်တော့ဘူးမိမိအပေါ်ဝတရားတွေပြက်ကွက်လာတယ်ပိတ်ရက်အတူသွားနေကြနေရာတွေတော့မရောက်ဖြစ်တော့ဘူးခရီးတွေလည်းမသွားဖြစ်တော့ဘူးပုံမှန်အားလက်ချိန်တွေဆိုရင်တော့နီလာလင်းနဲ့အတူရှိလာတယ်နောက်ဆုံးသူမိမိကိုလိန်တက်လာတယ်နီလာလင်းနဲ့အတူရှိနေတဲ့သားနဲ့မရှိဘူးလို့ညာတယ်ရုံးမှာအလုပ်ကိစ္စသွားတယ်ဆိုပြီးနီလာလင်းနဲ့ coffee date လုပ်ကြတယ်နီလာလင်းအိမ်ကိုသွားပြီးစံနေရာတီးကြတယ်ဒါတွေဟာပုံမှန်အခြေအနေမဟုတ်တော့ဘူးလေအဲ့ဒီတော့မိမိအတွက်ဆုံးဖြတ်ချက်ပြက်သားချဖို့လိုအပ်လာတယ်နှစ်မြတ်တော်ကကိုချစ်တယ်လေသူ့မှာရည်စားရှိရလဲသိရလေဒါပေမဲ့စိတ်ထဲကဖြစ်လာတာကိုဘယ်လိုလုပ်တတ်နိုင်မှာလဲနောက်ဆုံးတော့လဲ Facebook မှာတငယ်ချင်းဖြစ်ဖို့ကမ်းလှမ်းရင်သူ့ကို Messenger မှာစကားသွားပြောလိုက်တယ်တက်တယ်ပဲမေးလိုက်တာပေါ့လေဒီတော့လဲကောင်မလေးကဝန်ခံပါတယ်ဇလန်းကပြီးပြီပေါ့
မြတ်တော်ကတောက်လျှောက်လိန်တာကိုမိမိခံခဲ့ရတာပေါ့6နှစ်တာကာလပတ်လုံးဂျင်းထဲတာကိုခံခဲ့ရတာပေါ့လေဒီအတွက်ဝမ်းမနေမိပါဘူးဒါပေမဲ့ခံပြင်းတယ်အတော်လေးကိုခံပြင်းတယ်ဘာကြောင့်များအဲ့လောက်လုံးရရတာလဲလို့တစိမ့်စိမ့်တွေးပြီးဒေါသတွေအလိမ့်လိုက်ထွက်လာတယ်မြတ်တော်ကနဲ့မျက်နှာချင်းဆိုင်တွေးပြီးဖြည့်ရှင်းမှုအကြောင်းဖန်လာခဲ့တော့တာပေါ့မိမိတို့ချစ်ခဲ့တာ6နှစ်နော်ဘာလို့များအချိန်ခဏလေးအတွင်းမှာနေမငင်းနဲ့တော့နီလာလင်းနဲ့နေနဲ့တွဲနေကြပြီမလားမေးလိုက်တယ်မြတ်တော်ကဆိုတဲ့ကောင်ကညင်းဖို့လုပ်သေးတာမိမိကအကုန်လုံးကိုတီးပြီးဖြစ်လို့ထပ်ပြီးညင်းနေရတက်တဲ့တွေတစ်ခုချင်းပြောပြပြီးလောင်ကြီးထက်မလားလို့ဆိုလိုက်တော့တူဝင်ခံလာတယ်ဟုတ်တယ်သူ့လောင်ရိပ်အောက်ကမလွတ်နိုင်တော့ကိုတို့တွဲသလိုဖြစ်နေတယ်ဖြေတဲ့အဖြေကပါးရိုက်ချင်စရာဘယ်လောက်ကောင်းတယ်လဲဆိုတာကြည့်တော့နီလာလင်းကမိမိတို့တဲ့စာရင်ပတ်စံရှိတယ်အဲ့တော့ရရတိုင်းသူလှုပ်ချင်တယ်လို့ဖြစ်တယ်အချစ်ကိုတော့ငွေနဲ့ဝယ်လို့မရတော့ဘူးလို့မိမိထင်ခဲ့တာဒါပေမဲ့ဘာလို့ရသွားခဲ့တာလဲမြတ်တော်ကဆိုတဲ့ကောင်ဟာအတိလောက်ထိအပေါ်စားဆန်ခဲ့သေးလားနောက်ဆုံးတော့မိမိသူ့ကိုဖျက်လိုက်တယ်ဆက်တွေးဖို့ကဘယ်လိုလုပ်ဖြစ်နိုင်တော့မှလဲမိမိကသူနဲ့တရားဝင်ကြီးစားလို့တွဲလာလုံနေကြပြီလေအဲ့ဒီနောက်တော့နောက်3နှစ်ကြာတော့မိမိနဲ့နီလာလင်းတို့အပြင်မှာဆုံကြတယ်တန်ယုံဗီဇာတင်တဲ့နေရာမှာထိုင်ဆောင်နေရင်နီလာလင်းကမိမိနဲ့ဘေးချင်းကက်ရက်ကြလာကိုတော့ရှောင်ဖို့ကလည်းမရဘူးမိမိကိုယ်တိုင်ကလည်းရှောင်ပြီးမသိကြအောင်ဆောင်ဖို့မလုပ်ချင်ဘူးကိုမအမားမလုပ်ထားတာဆိုတော့နီလာလင်းကတေချာလေးကြည့်ပြီးနှုတ်ဆက်ဖြစ်ခဲ့တယ်နီလာလင်းမလားမိမိပါသိတယ်မလားမသိဘူးလို့ညင်မလားလို့ညင်းခဲ့ရင်ငါစီကမြတ်တော်ကားကိုစနိုက်ကြော်သွားတာလေလို့ဆက်ပြောဖို့အသင့်ပြင်ထားတယ်ဒီလိုမင်းကလေးတွေအခုခေတ်မှာဘာလို့များလာကြတာလဲဟုတ်ကဲ့သိပါတယ်ဗီဇာလာတင်တာလားမိမိခေါင်းချင်းပြတယ်အဲ့ဒီနောက်စကားမပြောဖြစ်ကြတော့ဘူးနောက်တော့မိမိနာမည်ကိုတန်ယုံဝန်ထမ်းကလေးခေါ်တာနဲ့ထထွက်လာခဲ့လိုက်တယ်ကိစ္စဝိစ္စတွေပြီးတော့ပြန်မလို့လို့ရင်သူရှိရနေရာကိုကြည့်လိုက်တော့ထိုင်ဆောင်နေတော့ပဲတစ်ချက်တော့ပြုံးပြခဲ့တယ်မိမိသူအနောက်ကနေလိုက်လာတော့မိမိအံ့အားသင့်သွားတယ်ဒုနိုင်မြတ်တော်ကလမ်းခွဲလိုက်ပြီးမိနဲ့မဆိုင်တော့ဘူးလေဘာလို့လာပြောနေရလဲဟုတ်တယ်လေမိမိမှစိတ်မဝင်စားတော့တာပြီးတော့3နှစ်တောင်ကြာခဲ့ပြီပဲခြံခွန်သွားလို့ကောင်းကိုဘာလို့တတိယတန်းတနေခဲ့မှာလဲဘယ်ရောက်လို့ဘယ်ပြောင်းနေလဲစိတ်မဝင်စားသလိုစုံလဲစုံစမ်းမင်းမြန်းမနေခဲ့ဘူးတို့တောင်းပန်ပါတယ်မိမိနီလာလင်းစီကတောင်းပန်တန်လေးထွက်လာတော့ခေါင်းငိတ်ပြပြီးလက်ထွက်လာခဲ့တယ်သစ္စာမရှိတဲ့ကောင်ကတစ်သက်လုံးသစ္စာရှိမှမဟုတ်တာစနိုက်ကြော်တဲ့သူတွေလည်းတစ်သက်လုံးစနိုက်ကြော်ဖို့ပဲစဉ်းစားနေမှာပဲဥစ္စာအဲ့တော့သူတို့နှစ်ယောက်စလုံးကိုဥပိ္ပခါပြုတ်လိုက်ရုံကလွယ်လို့အခြားနီလန်းမစဉ်းစားမိတော့ဘူးလေမေတ္တာရိပ်မှာအေးချမ်းပါစေထင်နိုင်အောင်